မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့မျက်နှာဖုံးနောက်ကလူသက်သမားဇလန်းတူရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တကားခောက်တန်ကြောင့်ဒေါက်တာဟင်းသူရဲ့မျက်မှောင်ဟာအနှဲငယ်ကျုံသွားပါတယ်။သူဟာဓားကိုပြန်ချထားပြီးပုံမှန်အတိုင်းအပေါ်ထက်ကိုတက်သွားပါတယ်။တကားဝမှာရက်နေတာကတော့စုံတော့ကိုစိုးပါ။ကိုစိုးဟာဒီအမှုမှာတခုခုလွဲနေတယ်ဆိုတာကိုသူ့ရဲ့အလိုလိုသိစိတ်အရခံစားနေရသူပါ။ဒီညတကောင်ကြီးမှာဘာကိစ္စများရှိလို့လဲစုံတော့ဒေါက်တာကအိတ်ချီမူတူပုံစံဖမ်းပြီးမေးလိုက်ပါတယ်။ကိုစိုးကဒေါက်တာရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်ခင်ဗျားရဲ့ကားကိုယ်တော်က CCTV ထဲမှာပျောက်ဆုံးနေတဲ့10မိနစ်စာမှတ်တမ်းကဘယ်ရောက်သွားလဲဆိုတာလာမေးရပါလို့ပြန်ပြောပါတယ်။ဒေါက်တာကတော့မတုံမလှုပ်ပဲစက်ချိုရင်းချက်ဖြစ်မှာပါလို့ပြန်ဖြေပြီးကိုစိုးကိုအိမ်ထဲဖိတ်ကကော်ဖီတိုက်ပါတယ်။ကိုစိုးအိမ်ထဲကိုရောက်သွားတဲ့အချိန်မှာထူးဆန်းတဲ့အနံ့တစ်ခုကိုရလိုက်ပါတယ်။အဲ့ဒါကတော့ခွဲစိတ်ခန်းသုံးပိုးသက်စင်းနဲ့ရောနှောနေတဲ့တန်တက်နဲ့သွေးနဲ့တစ်ခုပါသူကဒေါက်တာကော်ဖီဖြော်နေတော့အိမ်ထဲကိုလိုက်ကြည့်ရာကနေမြေရောက်ခန်းတကားစီကိုရောက်သွားပါတယ်။ကိုစိုးကတကားလက်ကင်ကိုဖြည်းဖြည်းချင်းလှည့်လိုက်ပါတယ်။ကျွီးဆိုတဲ့အတန်နဲ့အတူတကားပွင့်သွားပေမဲ့မြေရောက်ကန်းထဲမှာတော့မျက်နှိုးရှိမနေတော့ပါဘူး။အခန်းကလုံးဝဗလာချင်းနေပြီးနေရန်ပေါ်မှာတော့သွေးနဲ့ရေးထားတဲ့စာသားတစ်ခုကကိုစိုးကိုစောင့်ကြိုနေပါတယ်။မင်းနောက်ကျသွားပြီကိုစိုးတဲ့အဲ့အချိန်မှာပဲကိုစိုးရဲ့အနောက်ကနေဒေါက်တာဟင်းသူကစီတိုဟတ်တစ်ခုနဲ့ထိုးဖို့ပြင်လိုက်ပါတော့တယ်။ဘာတွေဘလို့ဆက်ဖြစ်သွားမလဲဆိုတာကိုတော့အပိုင်း3မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်။စိတ်ဝင်စားဖို့ကောင်းနေဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော်။ TikTok မှာဆိုရင်လည်း follow လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။တာယာသောနေ့လေးဖြစ်ပါစေရှင်။